ဟုတ်ကဲ့ဆရာတို့ရေကျွန်တော်တို့အခုဆွေးနွေးသုံးသပ်မဲ့ပွဲစဉ်တွေကနည်းနည်းလေးလေးရှုပ်ထွေးတယ်နော်အဓိကလည်း FIFA ရဲ့အဆုနောက်ဆုံးဆက်ကိုရောက်လာတယ်နော်အဆုနောက်ဆုံးပွဲစဉ်တွေမှာတစ်ဖက်မှာ FIFA ဆွဲထားတဲ့စီးမင်းတွေက48သိန်းထိတိုးမြင့်လိုက်တဲ့အခါမှာ32သိန်းအဆင့်ကဝင်လာတဲ့အခါကျတော့ဒီ32သိန်းအဆင့်မှာတွေ့ဆုံမှုတွေကအခုလက်တလုံးမှာတော့ထိတ်ဆုံးကနေစောင့်နေတဲ့အတင်း32သိန်းတက်သွားတော့ကျွန်တော်တို့အမေရိကန်မက်ဆီကိုရယ်ဂျာမနီရယ်ကတော့ဒါအုပ်စုဘူနေကနေစောင့်နေ32သိန်းပေါ့အဲ့တော့ဒီပွဲစဉ်စရာကိုကြည့်လိုက်ကတော်တော်လေးလည်းနည်းနည်းလေးရှုပ်ထွေးပါတယ်။ဘာကြောင့်လဲဆိုတော့အုပ်စုပထမလေးနဲ့တစ်ဖက်အုပ်စုကကျွန်တော်တို့တတိယရတယ်နဲ့အသင်းတွေလည်းတွေ့တယ်ပြီးတော့အုပ်စုပထမနဲ့တစ်ဖက်အုပ်စုကဒုတိယရမယ့်အသင်းတွေနဲ့တွေ့တာလည်းရှိတယ်လို့အုပ်စုဒုတိယချင်းပြန်တွေ့နေတဲ့ပွဲစဉ်တွေလည်းရှိနေတော့တော်တော်လေးကိုကျွန်တော်တို့အုပ်စုနောက်ဆုံးပွဲစဉ်တွေကနည်းနည်းခေါင်းစားစရာတော့ရှိမယ်အဲ့တော့ခေါင်းစားစရာတို့ကတော့ဒါမဲနဲ့ user တော့နော်ပို့ပြီးတော့များအကုန်လုံးတစ်ခါလဲ package စီစဉ်ထားပြီးတဲ့ feature လားမသိပါဘူးเนาะအဲ့လိုဖြစ်လိမ့်မယ်ဆိုတော့ဘာပဲပြောခေါင်းစားစရာရှိတော့ညာလဲ idea ပဲအရှုပ်လေးရတယ်ကျွန်တော်တို့ရှင်းအောင်နည်းနည်းကောင်းဆုံးလေးဖြစ်တဲ့ပွဲကိုရွေးချယ်ပြီးကြတာပေါ့เนาะအဲ့တော့ကျွန်တော်တို့အုပ်စု B မှာအခုနောက်ဆုံးပွဲစဉ်နှစ်ပွဲကတော့ကျွန်တော်တို့ကနေဒါနဲ့ဆွစ်ဇာလန်ရှိမယ်တစ်ဖက်ကဘော့စနီးယားနဲ့ကာတာရှိမယ်အဲ့ဒီရဲ့ပွဲလေးနှစ်ပွဲရဲ့နောက်အုပ်စု C ရဲ့နောက်ဆုံးပွဲစဉ်တစ်ပွဲဖြစ်တဲ့ကျွန်တော်တို့မော်ရိုကိုနဲ့ဟေတီနဲ့ပွဲပေါ့เนาะအဲ့ဒီသုံးပွဲမှာတော့ဒါဆရာတို့ရဲ့ဘော့စနီးယားနဲ့ကာတာတော့ဒါတမတ်စီဒါနှစ်သိန်းလုံးတမတ်စီရထားတဲ့အသင်းတွေဆိုတော့ဒီပွဲစဉ်ကသူတို့အတွက်နောက်ဆုံးအဆုံးဖြတ်ပွဲဖြစ်လာနိုင်တယ်အုပ်စုတက်တက်ရနေရကိုယူမလားเนาะဘယ်အသင်းကယူမလဲနောက်တစ်ချက်ကတော့ကာတာလည်းဆရာတို့လည်းသိတယ်တိုက်စစ်ပိုင်းခံစစ်ပိုင်းကတိတ်နဲ့အားရစရာမရှိတဲ့ဘော့စနီးယားပဲဒီနောက်ဆုံးပွဲစဉ်မှာဒါအနိုင်ယူသွားမလားဆိုတာလည်းစိတ်ဝင်စားတယ်ဘော့စနီးယားခြေစင်းကိုကြည့်လိုက်တော့ကျွန်တော်တို့ကထင်တော်ကြီးတဲ့မဟုတ်တဲ့အနေအထားတစ်ခုပေါ့နော်ဒါကတော့ဘော့စနီးယားကတော့အကြမ်းမြင်လေးပါကျွန်တော်ကတော့အဲ့ဒီ၃ပွဲမှာကတော့ကျွန်တော်ကြိုက်နေတဲ့ဟာကတော့ဒါအင်ရှင်ကနေဒါနဲ့ဆွစ်ဇာလန်ပွဲစဉ်ကိုကြိုက်တယ်ဘာကြောင့်လဲဆိုတော့ဒီအုပ်စုကအုပ်စု B မှာဒါသူတို့နှစ်သင်းက၄မှတ်ရမှတ်တူနေတဲ့အချိန်မှာကနေဒါကဒါကာတာကို6ဂိုးပြတ်သွင်းလိုက်တဲ့အနေအထားတစ်ခုနေတာမှာသူကပလက်စစ်နဲ့ဂိုးကွာချချက်ကအုပ်စုဘူးဖြစ်အဲ့တော့ဒီနောက်ဆုံးပွဲစဉ်က level 30လောက်နဲ့ဆွစ်ဇာလန်ကတော့ပေးထားတဲ့အနေအထားမှာကျွန်တော်အနေနဲ့ကနေဒါကဒီအုပ်စုကအုပ်စု B ကိုပထမနေရာယူလိုက်မယ်ဆိုရင်သူကတစ်ဖက်အုပ်စု EFGIG ပေါ့အဲ EFGIG ကတတိယအကောင်းဆုံးတသင်းနဲ့တွေ့မှာဆိုတော့ဘာပဲပြောပွဲစဉ်စရာအနေထားကဘူတမားဖြစ်နေတဲ့သူကတတိယနဲ့သွားတွေ့မှာဆိုတော့30သင်းအဆင့်ကနေမှ16သင်းအဆင့်အထိတက်ဖို့ကကနေဒါတော့ဘယ်ဝါလဲကနေဒါအချင်းတို့ကပထမရမယ်ပြေသွားတော့ဒီပွဲစဉ်ကကျွန်တော်အနေနဲ့ကတော့ဘာပဲပြောကနေဒါရဲ့ကစားအားနဲ့ခံစစ်အားနဲ့ဆွစ်ဇာလန်တော့လည်းမညံ့ဘူးဒါဆွစ်ဇာလန်ကကျွန်တော်ဆွစ်ဇာလန်ကောင်းပါတယ်ဒါတိုက်စစ်ပိုင်းကစားမှုပါညာကောင်းတယ်ဆိုတော့ကနေဒါနောက်ဆုံးအချိန်အထိမှာတော့သူ့အနေနဲ့ဒီတရေရလက်ကတော့အနိုင်ဆုံးအဆင့်ထိသူယူနိုင်တဲ့ခြေစုံနဲ့သူ့မှာပိုင်ဆိုင်ထားတယ်တိုက်စစ်ပိုင်းနဲ့ဒါပြောစရာမရှိတဲ့အနေအထားတစ်ခုမှာတော့ကျွန်တော်အဲ့ဒီ၃ပွဲမှာမှဒီကနေဒါအောက်ပေါ့အခုအောက်တော့ဖြစ်တဲ့ကနေဒါဘော်လီအောက်ကိုပဲကျွန်တော်ရွေးချယ်ချင်တယ်နောက်ကျွန်တော်တို့အုပ်စုစီရဲ့မော်ရိုကိုနဲ့ KD ပေါ့ဒီအုပ်စုစီကလည်းကျွန်တော်တို့ဟိုဘက်မှာအုပ်စုဘူဖြစ်လာတယ်ဒါဘရာဇီးနဲ့သူကလည်းရမှတ်တူမော်ရိုကိုကလည်းဒါခြေစုံရတော့တကယ်တမ်းပြောကျွန်တော်အကောင်းဆုံးပဲအခုလက်တော်မှာအာဖရိကမှာကျွန်တော်မော်ရိုကိုတို့အီဂျစ်တို့ကိုခြေစုံပိုင်းအကြိုက်ဆုံးပဲကြိုက်ဆုံးပဲအဲ့တော့ဘရာဇီးနဲ့ကစားတော့တဲ့မော်ရိုကိုခြေစုံကဘရာဇီးချင်းကစားနေတာတော့ထင်ရတယ်ဒီဓာတ်ထုမှာဟေဒီကိုသူဂိုးပြတ်တာတွင်းပြီးနိုင်တယ်လက်တော်မှာဘရာဇီးကတော့ဂိုးကွာချချက်နဲ့အုပ်စုဘူဖြစ်သူအုပ်စုဘူယူမယ်ဆိုရင်တော့အုပ်စု F ရဲ့နယ်သာလန်ဂျပန်ကဒုတိယဘယ်တော့မလွယ်ဘူးဒုတိယဘယ်တော့ပြတ်မယ်အဲဒုတိယနဲ့လာတွေ့မယ်အနေလားနယ်သာလန်တွေ့လို့များတယ်နယ်သာလန်နဲ့တွေ့လို့အဲ့တော့မော်ရိုကိုတော့ဂိုးများများမသွင်းနိုင်ဘူးဆိုနယ်သာလန်နဲ့တော့တွေ့ဒါစောစောစီစီ32သိန်းစင်ကြီးပါအဲ့လိုကြီးတွေ့တော့အဲ့တော့အဲ့ပွဲစဉ်ကတော့ဒါကျွန်တော်အနေနဲ့ရွေးချယ်အနေနဲ့ကြိုက်တယ်ဆိုတော့ကျွန်တော်မော်ရိုကိုကြိုက်ပါကျွန်တော်အဲ့၃ပွဲဆုံးမှာရှင်းလိုက်တော့ကျွန်တော်အင်ရှင်ကနေဒါကတော့16သိန်းအဆင့်အထိကိုသွားလို့ရတယ်လမ်းကြောင်းလေးတစ်ခုကိုဖောက်ပေးထားတယ်လို့ပဲကျွန်တော်တို့ကနေဒါကိုသဘောကျတယ်နော်အဲ့ဒီအုပ်စု B နဲ့ C ရဲ့နောက်ဆုံးပွဲစဉ်တွေမှာဆရာတို့ရဲ့ရွေးချယ်မှုတွေကိုတစ်ချက်လောက် share ပေးပါဦးဟုတ်တယ်အဲ့ဟိုကနေဒါကအုပ်စုပထမရတာနဲ့သူကလည်းခုနဟုတ်တယ်ဆန်သုံးတယ်လို့လမ်းကြောင်းဖြူနေတယ်16သိန်းစင်းလောက်ကတော့သူ့အတွက်တမိုင်းဝင်ဖြစ်တယ်ရှင်လည်းပြတယ်သူ့အတွက်တမိုင်းဝင်ဒါကွာတာတဲ့16သိန်းမှာတစ်စက်တကယ်လို့ကွာတာရောက်သွားရင်တော့တကယ်တော့ပို့ပြီးတော့ဆိုတော့သူ့အနေနဲ့ကခံစစ်ကစားကောင်းကစားပြီးဟိုကချက်သားနေသူ့နဲ့သူကအုပ်စုကမောက်ရယူမှာပဲဟုတ်ကဲ့ဆိုတော့နိုင်ကူတော့နိုင်ဝမ်းနိုင်တော့ဆွစ်ဇာလန်ကတော့ဒါတော့သူအနေနဲ့ပထမဝဲမကောင်းဘုသွင်းနေမတည်ကြအောင်ဒုတိယဝဲကြတော့လေကောင်းသွားကြကောင်းရတဲ့ကောင်းရသွားပြန်တယ်ဆိုတော့ဆွစ်ဇာလန်ရဲ့ခြေစွမ်းကလည်းတိတ်မတည်နေဘူးဘာမှသိပြောလို့မရတဲ့အချိန်မှာအာရှဈေးကွက်အနေထားကိုကြည့်လို့ဆို level 80ကနေ level 30 20အလုံးနဲ့အဲ့လောက်ပြတ်သွားဆင်းတော့ဆွစ်ဇာလန်ရဲ့အကျိုးပေးမှုကကြောက်ဆိုတော့ဒီဘွဲမှာအနည်းဆုံးတော့ကနေဒါတည်သားနိုင်ဘော့စနီးယားပွဲကြောတော့ထူးကြတာလေးတူပါဈေးတော်တော်ပြောင်းလဲပါနော်အာရှဈေးကွက်ပြောင်းလဲကြောက်ဖို့ကောင်းတယ်1ပေါင်80ရ150ဘော့စနီးယားဈေးတက်သွားဒါကာတာဖြစ်လို့လာတော့ရှင်းမှာကာတာကလည်းရှုံတော့ဘုပြည့်ရှုံအနီရလည်းထိရတယ်အနီကလည်းထိရတယ်ဆိုတော့ပြီးတော့ဒီဘွဲမှာဘော့စနီးယားလည်းဂိုးများများတွင်းထားနိုင်မှသူကလည်းတတိယအကောင်းဆုံးမှာမြန်မြန်လာဆိုတော့သူကလည်းအဲ့လိုဂိုးများများရဖို့ကြိုးစားလာမယ်ကာတာကလည်းညွှန်ရင်းချက်ရှိတယ်ဒီဘွဲကကာတာနိုင်လို့ဆိုကာတာလည်းတက်မှာအဲ့တော့ဂိုးမောင်းလေးပြပြလာဆိုနေ့လို့80ရလေ
ပေါင်း30တိတော့ဒါကတော်တော်ထူးခြားပြီးတော့ဆင်းလာအဲ့လိုမျိုးဆင်းလာတဲ့ချိန်ကမ္ဘာဘလောက်ပွဲလေးရှိတယ်အဲ့ပွဲတွေမှာဆိုအပေါ်အောင်သွားတာလေးများတာတွေ့ရနော်ဆိုတော့ဒီပွဲအပြန်အလှန်သွင်းကိုတွေမြင်ရမလားကတာဖွင့်သွားပြီးတော့ပြန်တဲ့သွင်းကိုတွေမြင်ရမလားအနေထားကတော့မန်းစားခက်ပြီဘောစနီးယားတော့တာပြီဘုံမပြန့်ဘယ်လိုလုပ်တူဝမ်လို့နော်အဲ့ချိန်ရှိဘူးဘာမော်ရိုကိုကကန်အောင်AT ဆိုရဲကဘာမှ AT ကတိုင်းစစ်ဘူးမရှိဘူးအခုတည်းကလည်းနှစ်ပွဲကတော့ပြီးမှာ အမှန်ပါပဲ တဘောမှမရသေးဘူးဆိုတော့သူ့ကိုတိုက်စစ်ကလည်းမညံ့ပါဘူးဘရာဇီးဒီဘောကောင်းတယ်အဲကြောင့်လည်းသူအပေါင်း30ဖြစ်နေတော့ဟုတ်မော်ရိုကိုကစကော့တလန်နဲ့ပွဲမှာဆိုတော့စကော့တလန်ကန်စစ်ကိုတော့ကန်စစ်ပိတ်ကတော့စကော့တလန်ကတော်တော်ဖိအားပေးနိုင်တယ်အဆုံးသက်နေညံ့လာပြီနော် အများကြီး နာရီတော့ဒါဆိုင်ဘာလီတို့တော့သူအတွဲဖက်လေးကကောင်းပြီမဲ့တွဲလုံးလေးတွေကောင်းတယ်ပတ်စင်လေးတွေကောင်းတယ်သူတို့အတင်းလိုက်ကစားပုံလေးတွေကောင်းတယ်ဒါပေမဲ့အဆုံးသက်ပိုင်းလေးတော့လိုတယ်ဒီဟာလေးတော့သူတို့ပြင်နိုင်မှာဆိုရင်ဘရာဇီးတဲ့ပုံမူတဲ့ဘိုးပမာတော့တွဲနိုင်ပြီလေဟီတီကတော့ကျွန်တော်ထင်မော်ရိုကိုတကူအောင်ရမယ်လို့ထင်တယ် ဟုတ်ကဲ့ သူကအုပ်စုပထမရမှသာလေနေသားလဲဟိုရှောင်းနိုင်ဆိုတော့ကျွန်တော်မော်ရိုကိုကြိုက်တယ်ဒီသုံးဘက်မှာမော်ရိုကိုကြိုက်တယ်ဘောစနီးယားပွဲနဲ့ကာတာပွဲကတော့ဈေးရန်ပြောင်းလာဒါတော့တော်တော်လေးထင်ရှားတယ်ဒါပေမဲ့ဟိုဘက်ကဆိုကနေဒါလေးဆိုတာကနေဒါအေရှန်အတွက်ကအုပ်စုပထမရရင်ချောင်းမယ် ဟုတ်ကဲ့အဲဆရာတန်းအနေနဲ့ဒီပွဲစဉ်3ပွဲဒီနေ့တော့ခက်ခဲတယ်နော်ဆိုတော့ စိတ်တွေးဟိုမှာကနေဒါနဲ့မော်ရိုကိုကတော့ဒါဟိုအကြိုက်စိတ်တူတယ် ဟုတ်ကဲ့ ကျွန်တော်ကျတော့အဲ့ဒါကြောင့်ဟိုကျွန်တော်လည်းရွေးထားပြီဆိုတော့ကျွန်တော်ဒီဘက်ကဘောစနီးယားပွဲကိုပဲဒါလူတွေတော့တိတ်စိတ်ဝင်စားမှုနည်းမဲ့ပွဲပါဒါပေမဲ့အဲ့ဒီပွဲမှာကျွန်တော်ဟိုတွေ့ထားတာလေးတစ်ချက်ပေါ့ကျွန်တော်ဟိုမှာဟို BTDS ကစားလို့ကောင်းနေတယ်အခုကသွားတူတယ် ဟုတ်ကဲ့ ဘောစနီးယားဘာကြောင့်လဲဆိုတော့ဘောစနီးယားနဲ့ကာတာနဲ့ကသူဘောစနီးယားအကြောင်းပေါ့ဘောစနီးယားနောက်ဆုံး9ပွဲမှာ9ပွဲက1-1ပဲကစားတယ် ဟုတ် ဒီဘော9ပွဲ တရေပွဲကားတယ် တရေကျွန်တော် တရေကားတယ် ပြီးတော့ဒီနှစ်သင်းကဟိုဘောစနီးယားနဲ့တာတယ်ဆိုပေမဲ့လည်းကိုကပြည့်ရနိုင်တယ်ပြီးတော့ဘောစနီးယားရဲ့နောက်ဆုံး7ပွဲကြည့်10ပွဲလုံးက BTDS အောင်လာတယ် ဟုတ်ကဲ့ အဲကြောင့်အဲ့ဒီပွဲကိုကျွန်တော်ကမယုံမလုံးကစားမယ်ဆိုရင်ကျွန်တော် online မှာနှစ်သင်းကိုသင်းပဲတွားကစားလိုက်တာအကောင်းဆုံးလို့ပြော ဟုတ်ကဲ့ ပြီးတော့ဟိုနှစ်ပွဲမှာတော့ကျွန်တော်ကနေဒါပွဲရဲ့မော်ရိုကိုပွဲဆိုတော့ကျွန်တော်ခြေရတော့ကျွန်တော်မော်ရိုကိုကိုကြိုက်ပါတယ် ဟုတ်ကဲ့โอเคကျွန်တော်တို့ဒါအုပ်စု B ရဲ့နောက်ဆုံးပွဲစဉ်နဲ့အုပ်စု C ရဲ့နောက်ဆုံးပွဲစဉ်တပွဲကိုထုတ်နှုတ်ပြီးတော့အချင်းချုပ်သုံးသပ်ပြတာပါပွဲစဉ်တွေကလည်းကျွန်တော်များတဲ့အခါကျတော့ပြီးတော့32သင်းအဆင့်ကိုတက်မဲ့ဟိုဆွဲထားတဲ့ feature တွေကလည်းတော်တော်လေးကိုရှုပ်တူတွေရှိတဲ့နေကြမှာကျွန်တော်ရှင်းအောင်ဒီပတ်သက်နိုင်ဆုံးဆွေးနွေးသုံးသပ်ပြတော့တာဖြစ်ပါတယ်အဲ့ဒီကမှကျွန်တော်တို့ရဲ့ရွေးချယ်မှုထွက်လာတာတော့မော်ရိုကိုရဲ့ကျွန်တော်တို့ဒါဟိုမော်ရိုကိုရဲ့ကနေဒါရဲ့ပြီးတော့ဘော့စနီးယားပွဲကိုတော့ online မှာ BTDS ပေါ့နော် Potin ဆိုနှစ်ဖက် twin goal ဆိုတဲ့အရာကိုရွေးချယ်ပြီးပေးလိုက်တာလေအားလုံးပဲကျွန်တော်တို့ရွေးချယ်မှုသုံးခုနဲ့အတူအောင်ပွဲခံနိုင်ပါစေဗျာ